ကျေးဇူးတရားမပြောဘူးကျေးဇူးတိတောင်မပြောဘူးဘုန်းကြီးတို့ရည်ရွယ်ချက်ပြောတယ် ဘယ်သူပြောရဲဆိုစာမဖတ်တဲ့လူတွေပြောတာစာဖတ်တဲ့လူပြောရင်တို့ပြောတာနဲ့ဒီကသိနေတယ်ဘုန်းကြီးတို့လက်မခံဘူးလက်မခံဘူးကျွန်တော်တို့စာပေဟောပြောပဲဖြတ်ပြတာဘုံတရားတွေလူတဲ့ရင်ထဲကိုရိုက်သွင်းတဲ့ဟာစိုင်းဆရာမဟုတ်စိုင်းဆရာမဟုတ်စိုင်းဆရာကတယောက်ချစ်အောင်ပြောရ ချစ်အောင်ပြောရဟိုအာကာသတွေဆိုပြောက်အောင်ပြောရတာအဲ့လိုပြောရမှာအဲ့လိုမျိုးပြောရတာအချင်းချင်းစီးအောင်ပြောရမှာအဲ့ဒါညီညွတ်အောင်ပြောရမှာလေမကောင်းမင်းအိမ်ကောင်းမင်းအိမ်ကြီးတဲ့ကဲဟုတ်တယ်မကောင်းမင်းအိမ်ကောင်းမင်းအိမ်ကြီးတဲ့ဘာဥဒုဝဲထက်တယ်မကောင်းမင်းအိမ်ကောင်းမင်းအိမ်ကြီးဟုတ်တယ်ဒီပေါက်ပြတာကောင်းတာလေကိုအိမ်ဟမ်မင်းအေးဥစားဘုန်းကြီးအခုကြပြားပြောရင်းနဲ့မေ့သွားလို့မကောင်းမင်းကောင်းမင်းဒီဥစားကြီးပေါက်နေတယ်ဆိုဖာကြမယ်လေအခုဥစားမြန်မာလူမျိုးလက်ညှိုးထိုးအောင်မုံအောင်ကွဲအောင်လုပ်ကြတာဒါကမဟုတ်ဘူးလေဟုတ်တယ်ဒါမှမဟုတ်ဘုန်းကြီးပြောတယ်ဒီတခါဘုန်းကြီးစာပေနောက်တခါကြီးဒါပြီးစာပေဟောပြောမနဲ့ဖွင့်မှာပြောမှာဖွင့်တဲ့ခါကျတခါကြီးဘုန်းကြီးတို့ကအခုတခါကြီးတို့ပြောမှာဒီကကောင်းကောင်းပြောမယ်ဟုတ်တယ်ကြပြားတွေဒီလောက်ကောင်းကောင်းလေးအများကြီးပဲလေမင်းအိမ်တို့ပါဆိုတားကောင်းတယ်မကောင်းမင်းအိမ်ကောင်းမင်းအိမ်ပြီးမင်းအိမ်ဆက်ဆိုအမိုးရိုးတော့အေးမကူကမင်းတက်ပြင်ပေါ့မင်းတက်ပြင်မယ်မင်းမပြင်ရမှာမင်းအိမ်ပြည့်မင်းမပြင်ရမှာဟုတ်တယ်လေဒါကိုနိုင်ငံလေကိုမကောက်ကိုလုံးကြရမှာလေကိုပြင်ရမှာကိုပြင်ရမှာလေဟုတ်တယ်လေတခါကြီးစာပေတွေကောင်းတယ်ဗျာအဲ့ဒါမျိုးဖြစ်ရမှာဘဝနဲ့အလှတော့ပါလို့ဆိုဒီလောက်ကောင်းတာဟုတ်တယ်အဲ့လိုစာပေဟောပြောပွဲကိုဖျက်ဆီးတာစာရေးဆရာတွေဟုတ်တယ်စာပေကိုဖျက်ဆီးတာစာရေးဆရာဟုတ်လက်ခုပ်တန်လိုချင်တာဟာတကယ်တော့အောင်တန်းကြတဲ့ပုံကိုယ်တွေလက်ခုပ်တန်လိုချင်တော့တတ်မတော်မကောင်းကြောင်းပြောရင်လက်ခုပ်တီးတာလူဘိန်းတွေကအဲ့ဒါဖြစ်တကယ်တတ်မတော်တမ်းမိရမရှိတော့ဘူးချင်းဦးညိုများအရင်တော့ဘုန်းကြီးတော်တော်လေးစားတဲ့ပုံနော်ကြည့်ကိုမရဘူးဖြစ်နေတာအဲ့ကောင်တော်တော်ချင်းမဟုတ်တာရှောက်ပြောဟိုတနေ့တော့လည်းငါရေးတယ်မဟုတ်ဘာရည်ရွယ်ချက်နဲ့ပြောရည်ရွယ်ချက်ရှိရလေဟောပြောပွဲဆိုတာဘာလို့ရည်ရွယ်တာလဲချစ်ဖို့လားနိုင်ငံကောင်းဖို့လားမဟုတ်ဘူးမုန်းဖို့ရည်ရွယ်တာလူတွေနဲ့မလိုက်ဘူးစာရေးဆရာနဲ့မတန်ဘူးမလိုက်လူတွေတကယ်ပြောဘုန်းကြီးတွေတော်တော်နိုင်ငံအတွက်လူမျိုးတွေတော်တော်ကိုရင်လေးတော့ဟုတ်တကယ်စာတင်တဲ့အဓိကရည်ရွယ်ချက်ကစာတင်တဲ့အဓိကရည်ရွယ်ချက်စင်ကြင်လုံးတရားရှိဖို့ဟုတ်တယ်စာတတ်ဖို့မဟုတ်ဘူးဟုတ်တယ်ဒီစာအုပ်ခြေတာအမှတ်တရရတာစာမတတ်ဘူးစင်ကြင်လုံးအမှားအမှန်အပေါင်းအဆိုးဒီလူကလူကောင်းလားလူဆိုတော့ဒီပြောတဲ့စကားမှားလားမှန်လားခွဲခြားတတ်ဖို့စာတင်တာအခုခေတ်ကလေးတွေကဖို့စာတင်တာလေအမေတို့ကားပွဲပေးမှစာဖတ်မယ်ဆိုတဲ့ဟာမျိုးအဲ့ဒါမိဘကစာတင်တယ်ဆိုတာနင်တို့အတွက်ဆိုတာတော့မသိတဲ့ကလေးကိုစာတတ်တင်နေတာသဘောပြောတာလုံးဝကျွေးပလိုက်မယ်အဲ့ဒါမျိုးမရဘူးအဲ့မျိုးမရဘူးအခုကအဲ့လိုဖြစ်နေတာအမေတို့ဆိုင်ကယ်ဝယ်ပေးမှစာတင်မယ်ကားဝယ်ပေးမှတင်မယ်မသိရင်သူတို့အတွက်တင်တာကြာသူတို့အတွက်တင်ပေးနေတာမိဘအတွက်တင်တာမှမဟုတ်အဲ့လိုဖြစ်နေတယ်ဗျာလာလောက်အောင်မယ်အဲ့ဒါလောက်အောင်ကလေးတွေအတွက်အနာဂတ်အတွက်ဘုန်းကြီးတို့တခါကြီးတို့မရှိဘယ်လိုများနေကြအောင်မသိဘူးဘုန်းကြီးတို့ဒါတော်သေးတာဘုန်းကြီးတို့လက်ထက်မှာနည်းနည်းအသိဉာဏ်ရှိတဲ့ပုံကိုထိုက်လျောက်ရှိသေးလို့ဝိုင်းပြီးတော့ကာကွယ်တာရသေးတယ်နောက်လူငယ်မျိုးဆက်တင်များအဲ့လက်ထက်များတို့ရဲ့အမွေတွေကိုထည့်ခဲ့မယ်ဆိုဘလို့နည်းနဲ့ထည့်ကြမယ်မသိဘူးနော်စဉ်းစားလို့မိဘတွေကိုယ်တိုင်စာမဖတ်တာမိဘတွေစာမဖတ်တော့သားသမီးကိုဆုံးမတတ်တော့အဲ့လိုဖြစ်တာပြောအများကြီးဗျအားပြောမှတခါကြီးဘုန်းကြီးတို့ကစာပေရတော့ပြောမှနိုင်ငံကောင်းကြောင်းလူမျိုးကောင်းကြောင်းတော့အားသလိုတခါ